ဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေက Xiaomi Redmi phone သုံးနေတဲ့သူတွေဆိုရင်တော့အခုပြောပြမယ့် setting လေးတွေကိုသိထားသင့်ပါတယ်။ setting လေးတွေအကြောင်းမပြောခင်မှာဒီဗီဒီယိုလေးကို Facebook ကနေကြည့်နေရဆိုလို့ရှိရင်တော့ user ကပန် unit ရဲ့ Facebook page ကို follow လေးလုပ် like လေးပေးပြီးသွားပြီဆိုရင်တော့ share ပေးသွားပါအောင်နော်။ TikTok ကနေကြည့်နေတဲ့သူတွေဆိုလို့ရှိရင်တော့ TikTok channel လေးကို follow လုပ်ပြီးသွားပြီဆိုရင်တော့အသေးလေးပေးခဲ့ဖို့မမေ့ပါနဲ့ဦးနော်။ user ကပန် unit ရဲ့ YouTube channel ကနေကြည့်နေတဲ့သူတွေဆိုလို့ရှိရင်တော့ Red channel လေးကို subscribe လုပ်ပြီးသွားရင်အခုလိုဗီဒီယိုတွေကိုမလွတ်တမ်းကြည့်လို့ရအောင်ဘေးခေါင်းလောင်းလေးကိုလည်းနှိပ်ပေးသွားပါဦး။ဒါဆိုရင်တော့ဗီဒီယိုလေးအခုပဲစလိုက်ရအောင်။ပထမဆုံးတစ်ချက်ကတော့ show connection speed ဖြစ်ပါတယ်။ကိုယ့်ရဲ့ဖုန်းထဲမှာဒီလိုမျိုး normal speed ပေါ်ခြင်းနေဆိုလို့ရှိရင်တော့ setting တွေကိုဝင်ပေးပါ။အောင်နဲ့ဆွဲချပြီးသွားရင်တော့ notification and control center တွေကိုဝင်ပေးရပါမယ်။အဲ့ဒါပြီးသွားရင်တော့အောက်ဆုံးမှာရှိတဲ့ status bar လေးကိုနှိပ်ပေးပါ။အပေါ်က show connection speed ကိုနှိပ်ပေးလိုက်ရင်တော့ရသွားပါပြီ။ဒုတိယတစ်ချက်ကတော့ turn on touch ဖြစ်ပါတယ်။ power key ကိုနှစ်ချက်နှိပ်လိုက်လို့ flamming လင်းတာလိုချင်တယ်ဆိုလို့ရှိရင်တော့ setting တွေက additional setting တွေကိုတွားပေးရပါမယ်။ပြီးတော့ရင်တော့ gesture shortcut တွေကိုဝင်ပေးပါ။အဲ့ဒီမှာပေါ်နေတဲ့ turn on touch ကိုဖွင့်ပေးလိုက်ရင်တော့ရပါပြီ။တရားတစ်ခုကတော့ remove animation ဖြစ်ပါတယ်။ကိုယ့်ရဲ့ဖုန်းကိုပုံမှန်ထက်3-4ဆလောက်ပုံမြန်ခြင်းနေဆိုရင်တော့အခုပြောပြမယ့် setting လေးကိုလှုပ်ထားဖို့လိုပါတယ်။ setting တွေက additional setting ကိုတွားပေးရပါမယ်။ပြီးရင်တော့ accessibility တွေကိုဝေ version ကိုနှိပ်ပေးပါ။ဒီမှာပေါ်နေတဲ့ remove animation ကိုနှိပ်ပေးလိုက်ရင်တော့ရပါပြီ။အခုလို test တွေကိုအမြဲတင်ဆက်ပေးနေတာဖြစ်လို့ user ကပန် unit ရဲ့ Facebook page ကို follow လေးလုပ် like လေးပေးပြီးသွားပြီဆိုရင်တော့ share ပေးသွားပါဦးနော်။ TikTok channel လေးကိုလည်း follow လုပ်ပြီးသွားပြီဆိုရင်တော့အသေးလေးပေးခဲ့ပေးပါဦး။ user ကပန် unit ရဲ့ YouTube channel ကို subscribe လုပ်ပြီးသွားပြီဆိုရင်တော့နောက်ထပ်ဗီဒီယိုတွေကိုလည်းမလွတ်တမ်းကြည့်လို့ရအောင်ဘေးခေါင်းလောင်းလေးကိုလည်းနှိပ်ပေးသွားပါဦး။အဆုံးထိကြည့်ရှုခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။အားလုံးပဲတတား